အားလုံးပဲမင်္ဂလာပါအော်ဆွမ်းဆိုင်ကွာဒီစားချင်တဲ့ချက်ကရင်ချက်စီပြန်ဟင်းလာချက်ပြမှာပဲဖြစ်ပါတယ်ဒီဥစုတူတူလိုက်ကြည့်ကြရအောင်နော်တကယ်ချင်းတို့ငရုတ်တီချက်သူဖြူချက်တင်နေအစိမ်မုတ်စနွေမုတ်ရွာမှာဆိုရုပ်ထည့်မယ်အရတာတို့တခါတည်းထည့်ပြီးအရတာတွေကတော့ချက်တာမုတ်စာအချုံမုတ်နဲ့ထည့်ပါတယ်အနည်းများရအောင်ငရုတ်တီတဲ့ချက်သွုံဖြူလေးများထောင်းထားပါတယ်အယူဆိုစီတက်ပါမယ်စီရီနဲ့လေးပဲထည့်မယ်နော်အများကြီးမထည့်နဲ့ကျဲအားသူ့အစီနဲ့သူထည့်လာမှာပါစက်သားကိုလုံးပြီးချက်လို့လည်းရတယ်ဒါပေမဲ့စီတက်ပြီးမှချက်ပါတယ်စီတက်ထားတဲ့ငရုတ်တီမွေးလာပြီဆိုရင်ချက်လို့ရှိရင်စပလီနိုင်ထည့်ပါတယ်ရွာမှာဆိုအဲ့လိုမျိုးပဲချက်စားပါတယ်စပလီနိုင်လေးနဲ့အမြင်မွေးလေးချက်သားထွက်လာတဲ့အရေကိုဆောက်ပြီးငရုတ်စုံရည်ထည့်ပါမယ်ငရုတ်စုံရည်နဲ့ဟင်ချက်ရင်ဟင်ကောင်းတယ်ပြောကြလို့ချက်သားကိုရေ3ရေ4ရေလောက်ချက်ပါတယ်ဒီချက်အရန်ချက်သားတွေနဲ့ချက်လာပြီးဆိုလို့ရှိရင်ဥကလီစားတွေထည့်မယ်ဘာလို့တခါလဲထည့်မချက်တာလဲဆိုတော့ဥကလီစားတွေခြေသွားမှာဆိုလို့ပါချက်သား3လေးရေရလာတဲ့အခြေအနေပါရပါပြီရွာမှာဆိုအဲ့လိုမျိုးပဲချက်စားပါတယ်တရောခေဘူးရွက်စီတရောခေဘူးနည်းနည်းထည့်ပါတယ်ချက်ချင်းဆက်လေးပေါ့နော်ဘာနဲ့မှမအုပ်တော့ဘူးနော်အဲ့လိုမျိုးပဲထားပါတယ်စပလင်အနက်မမွေးလေးနဲ့ကြပါပြီတကယ်ချင်းတို့အားလုံးစားကြပါအောင်နော်သမီးစားပြတဲ့ဗီဒီယိုလေးဆက်ကြည့်အောင်နော်ဟယ်လိုအားလုံးပြန်လာပါရှင်ဒီနေ့သမီးလာစားပြမှာဖြစ်ပါတယ်ဒီမှာနော်ကိုယ်ချက်ထားတဲ့ချက်သားဟင်းပေါ့နော်ချက်ကရင်ချက်လေးပါလို့ရှိရင်တုတ်ဆရာနဲ့အပြက်ပြားအဲ့တော့ပဲနော်ဒီနေ့ပဲစားပြပါမယ်စားတော့မယ်နော်လက်စပြီးနော်လက်နဲ့ထွေးစားမယ်ဆိုနေဆိုင်ရင်အားရဘူးအားရပါရစားပြမယ်နော်ဒီမှာစားပါဦးနော်အရင်စားချင်တဲ့ချက်ကရင်ချက်ပေါ့နော်ဒီပါယူအရင်စားချင်တဲ့ချက်ကရင်ချက်စားချင်တာကြာချက်မှလေအရင်မှချက်ကရင်ချက်လေးပါပြီးရက်တက်ထားတယ်နော်ပူလေးကိုချက်ပြီးဘာလို့စားတော့အရင်တုံးတော့ချက်မီဆိုရင်ချက်这把是我们摘的，放摘的，放在这。对对，不多的啥可买，妈他们都不敢搞嘛。သမီးကပါပြီဒါပေမဲ့တော့ပဲစစ်စားမယ်နော်ဒါပေမဲ့ဒီဘွဲတော့ပဲစားပြမယ်နော်အားလုံးထပ်ထားလို့ဘယ်လိုစားပြစားချင်မယ်နော်အားလုံးကြည့်စပြပါပဲသမီးကိုစစ်စားလိုက်ဦးမယ်နော်ဟုတ်တယ်ပါ